ရက်ပလင်းနေဘီယာဘူးတွေမှာကြတော့ဘာဖြစ်လို့မပါတာလဲတောက်သုံးစရာတွေတောက်တော့မယ်ဆိုလို့ရှိရင်ပါဝင်ပစ္စည်းကိုကြည့်ဆိုတော့သူကပြောထားတယ်ရက်ပလင်းနေဘီယာဘူးတွေမှာကြတော့ဘာလို့မပါတာလဲတဲ့မဟုတ်ဘူးရက်ပလင်းနေဘီယာဘူးတွေမှာလည်းရှိတယ်ရက်ပလင်းနဲ့ဘီယာဘူးကြတော့တခြားကြည့်ရမှာမဟုတ်တခြားမပါဘူးဆိုတော့သူတို့မှာပါလဲဆိုတော့ရက်နဲ့ဘီယာဆိုတော့ရက်ပါတာပေါ့ဗျာအဲ့ဒီရက်မှာရက်ပါဝင်မှုတော့ဘယ်လောက်ရှိလဲဆိုတာကိုကြည့်ရမှာဥပမာပြမယ်ဆိုတော့ဘီယာတဘူးဒီမှာကြည့်လိုက်ဒီဘီယာဘူးမှာဆိုလို့ရှိရင်ရက်ပါဝင်မှုတော့ 6.1 ရှိရတွေ့လားဒီမှာတွေ့လား 6.1 6.1ရာခိုင်နှုန်းရှိတယ်ဒါတစ်မျိုးเนาะနောက်တစ်မျိုးကဒီမှာကြည့်လိုက်ဒါနောက်တစ်မျိုးဒီမှာတွေ့လားရက်ပါဝင်မှုတော့ 8.8 ရှိတယ်တွေ့ရနော်ဆိုတော့ဘီယာနှစ်ဘူးရက်ပါဝင်မှုတော့မတူဘူးเนาะရက်ပါဝင်မှုတော့ကိုကြည့်ရမှာဝီစကီတို့ဘာလို့မှရက်ပါဝင်မှုတော့ဘယ်လောက်ရှိလဲတခါလေးပြရမယ်ဒီမှာကြည့်လားဒီမှာတွေ့လား 40% 40ရာခိုင်နှုန်းရှိတယ်ဆိုတော့အရက်တွေဘီယာတွေမှာလည်းပါဝင်ပစ္စည်းရတော့တို့ကတော့အရက်ပါဝင်မှုတော့ကိုကြည့်ရမှာအဲ့ဒါကိုကြည့်ပြီးသွားပြီဆိုလို့ရှိရင်အရက်နဲ့ဘီယာကိုဘေးထွက်ဆိုချိုနဲ့အောင်တောက်လို့ရတယ်အဲ့ဒီနီးပါတစ်ခါတည်းသင်ပေးလိုက်မယ်ဆိုတော့ပထမဆုံးကျွန်တော်တို့ရက်ပါဝင်မှုတော့ကိုသိပြီးသွားပြီဆိုရင်ဒီထဲမှာဘီယာဘယ်လောက်ပမာဏပါလဲဒီလိုဘူးတို့မှာ330မိပါတယ်โอเคเนาะဆိုတော့ဘူးတို့မှာ330မိပါတယ်ဘူးအကြီးပေါ့အရှိမှာ900မီလီလီတာပါတယ်900မီပါတယ်ဆိုတော့အရက်ပါဝင်မှုတော့900ခိုင်နှုန်းရှိတဲ့ဘီယာဘူးတို့တဘူးကိုတစ်ပတ်မှာ10ဘူးတောက်ရင်အနေရကင်းတယ်အနေရင်းနေဆိုတာဘေးထွက်ဆိုချိုမဖြစ်တာမဟုတ်ဘူးဘေးထွက်ဆိုချိုတော့ရှိတယ်ဒါပေမဲ့အဲ့ဒီဆိုချိုနည်းမယ်ရေရှည်တောက်လို့ရမယ်ဗျအရက်ဒီလိုမျိုးအရက်ပါဝင်မှုတော့40ရှိတဲ့ဝီစကီဆိုရင်17ယူနစ်တောက်လို့ရတယ်17ပတ်တောက်လို့ရတယ်ဆိုတော့တစ်ပတ်မှာလေလူတစ်ယောက်ကအရက်ကို14ယူနစ်ထပ်ပို့ပြီးတော့မတောက်သင့်ဘူး14ယူနစ်ကိုဘယ်လိုတွက်ရမလဲဆိုတော့ခုနတွက်တဲ့ဟာလေအဲ့ဒါကျွန်တော်တွက်ပြထားတာကိုယ့်အကိုတွက်ချင်ကျွန်တော် comment မှာ equation လေးချပေးထားမယ်အဲ့ဒီ equation ထဲမှာကိုယ့်အကိုထည့်ပြီးတွက်လို့ရတယ်ဆိုတော့ရက်900ခိုင်နှုန်းပါဝင်တဲ့ဘီယာ330မိတစ်ပတ်မှာ10ဘူးတောက်လို့ရတယ်အဲ့10ဘူးကိုတစ်ထိုင်နဲ့မတောက်ပါဘူး3-4ရက်ခွဲပြီးတောက်ရတယ်ဘာလို့လဲဆိုတော့တစ်ပတ်မှာရက်လုံးဝမတောက်တဲ့ရက်2ရက်ထားရမယ်2 alcohol free days ထားရမယ်အဲ့လိုတောက်တယ်ဆိုရင်အရက်ကြောင့်ဖြစ်လာတဲ့အသေးရောဂါတခြားသောကျန်းမာရေးပြဿနာတွေဖြစ်နိုင်ခြေကိုရှော့ချနိုင်တယ်လုံးဝမရှိတာမို့အရက်ဆိုတာစိတ်ပဲအရက်တောင်းရင်အသေးမှာစိတ်တက်တယ်ကြာလာလို့ရှိရင်အသေးရောင်မယ်အသေးချောင်းမယ်အသေးကင်ဆာပြောင်းသွားတတ်တယ်ဒါကြောင့်မို့အရက်ကိုဘေးကင်းအောင်တောက်ရှင်ခုနကျွန်တော်ပြောပြခဲ့တဲ့နည်းနဲ့တောက်အရက်ဘီယာတောက်တော့မယ်ဆိုရင်အရက်ပါဝင်မှုနှုန်းဘယ်လောက်ရှိလဲဆိုတာကိုကြည့်အခြေခံဒီလိုလေးမှတ်လိုက်ဒီလိုမျိုးအရက်ပါဝင်မှုနှုန်းများတဲ့ဝီစကီဆိုရင်နည်းနည်းပဲတောက်လို့ရမယ်အရက်ပါဝင်မှုနှုန်းနည်းတဲ့ဘီယာဆိုရင်များတောက်လို့ရမယ်ဆိုတော့ဘယ်ဟာတောက်မလဲကိုကြိုက်တာကိုတောက်ဘေးကင်းအောင်တောက်အရေးကြီးဆုံးကတော့ရက်ဘီယာတောက်ပြီးသွားရင်ကားမမောင်းပါနဲ့ဆိုင်ကယ်မမောင်းပါနဲ့ဘာဖြစ်လို့လဲဆိုတော့ကိုယ်တက်အနေနဲ့ရှိသလိုကိုကသူများကိုသွားပြီးတိုက်မယ်ဆိုလို့ရှိရင်သူများတွေအတွက်ပါဆိုးကျိုးရှိလို့ don't drink and drive okay နော်ဆိုတော့ဒါရက်ဘီယာတောက်တဲ့နေ့ဘီယာဘူးတွေမှာပါကြည့်ရမလဲဆိုတာသင်ပေးလိုက်ကြပါနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်သိလို့တဲ့ချောင်းလေးကိုမမဝင်အောင်ရေးသားပေးပါ bye bye